အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တမင်ဦးဖြစ်ပါတယ်ခင်ဗျာပြီးခဲ့တဲ့အပိုင်း25မှာကျွန်တော်အနေနဲ့ဆွေးနွေးခဲ့တာကကျွန်တော်တို့မြင်နေတဲ့ပြဿနာအများစုက system ဖြစ်ပြီးတကယ်အကြောင်းရင်းကတော့အောက်မှာရှိတဲ့ system ဖြစ်တယ်ဆိုတာပါဒီနေ့အပိုင်းမှာတော့ system thinking ရဲ့အရေးအကြီးဆုံးအယူဆ၄ခုကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်ပါ root cause အမြစ်ကိုမပြင်ပဲအရွက်ကိုရေလောင်းနေသလားဥမာတစ်ခုစဉ်းစားကြည့်ပါအိမ်တအိမ်မှာမိုးယိုနေတယ်ကျမ်းပြင်မှာရေတွေစိုးနေတယ်နေ့တိုင်းကျမ်းတိုက်နေတယ်ရေတွေခတ်ထုတ်နေတယ်ဒါပေမဲ့အိမ်ခေါ်မိုးကိုမပြင်ဘူးမေးချင်တာကရေယိုတာရပ်သွားမလားမရပ်ပါဘူးဘာကြောင့်လဲပြဿနာရဲ့အမြဲ root cause ကိုမပြင်သေးလို့ပါနိုင်ငံရေးနဲ့ public policy မှာလည်းဒီလိုပါပဲတချို့မူဝါဒတွေဟာမြင်ရတဲ့ပြဿနာကိုပဲဖြေရှင်းပါတယ်ဒါပေမဲ့ပြဿနာကိုဖန်တီးနေတဲ့အခြေခံအကြောင်းရင်းကိုမထိနိုင်ပါဘူးဒါကြောင့်ပြဿနာကအချိန်တစ်ခုကြာရင်ပြန်ပေါ်လာတတ်ပါတယ် system thinking ကဘာဖြစ်တာလဲထက်ဘာကြောင့်အမြဲဖြစ်နေတာလဲဆိုတာကိုမေးတာဖြစ်ပါတယ် feedback loop အကြောင်းနဲ့အကျိုးကစက်ဝိုင်းလိုပြန်လဲတက်ရောက်တတ်ပါတယ်ကျွန်တော်တို့အများစုက A ကြောင့် B ဖြစ်တယ်လို့စဉ်းစားတတ်ပါတယ်ဒါပေမဲ့တကယ်လူအဖွဲ့အစည်းမှာ A က B ကိုတက်ရောက်တယ်လို့ B ကလည်း A ကိုတက်ရောက်ပါတယ်ဒါကို feedback loop လို့ခေါ်ပါတယ်ဥပမာလူတွေကအစိုးရကိုမယုံကြည်ဘူးမယုံကြည်တော့ပူးပေါင်းဆောင်ရွက်မှုလျော့သွားတယ်ပူးပေါင်းဆောင်ရွက်မှုလျော့တော့မူဝါဒတွေအကောင့်အထည်ဖော်ရခက်လာတယ်ရလက်မကောင်းတော့ဘူးယုံကြည်မှုကထက်ကြတယ်ဒါဟာအကြောင်းနဲ့အကျိုးတစ်လှည့်စီပြန်တက်ရောက်နေတဲ့စက်ဝိုင်းတစ်ခုဖြစ်ပါတယ်အပြန်အလှန်တက်ရောက်မှုတွေကိုမမြင်ပဲအကြောင်းရင်းတစ်ခုတည်းရှာမယ်ဆိုရင် analysis ကမပြည့်စုံနိုင်ပါဘူး reinforcing loop နဲ့ balancing loops feedback loop မှာအမျိုးအစား2မျိုးရှိပါတယ် reinforcing loop နဲ့ balancing loops ဖြစ်ပါတယ် reinforcing loop ဆိုတာဖြစ်စဉ်တစ်ခုကိုပိုကြီးလာစေတဲ့စက်ဝိုင်းမှာဥပမာသတင်းမှားတစ်ခုလူမှုကွန်ရက်မှာပြန့်သွားတယ်လူများများမြင်လာတယ်မျှဝေသူပိုများလာတယ်အဲ့ဒါကြောင့်ထပ်ပြီးလူပိုမြင်လာတယ်ဒီလိုနဲ့သတင်းအမှားကပိုမြန်ပြန့်သွားတယ်ဒီလိုစက်ဝိုင်းမျိုးကို reinforcing loop လို့ခေါ်ပါတယ်တစ်ဖက်မှာတော့ balancing loop ရှိပါတယ်ဥပမာသတင်းမှားတစ်ခုထွက်လာတယ် fake checking အဖွဲ့တွေစစ်ဆေးတယ်မီဒီယာတွေပြန်ရှင်းပြတယ်လူတွေသတိထားလာတယ်မျှဝေမှုလျော့သွားတယ်ဒီလိုပြန်ထိညှိပေးတဲ့စက်ဝိုင်းကို balancing loop လို့ခေါ်ပါတယ်ကျမ်းမာတဲ့လူအဖွဲ့အစည်းတစ်ခုမှာ reinforcing loop တွေရှိတယ်လို့ balancing loop တွေလည်းအလုပ်လုပ်နိုင်ဖို့လိုပါတယ် unintended consequence ကောင်းစေခြင်းပေမဲ့ဘာကြောင့်ပိုဆိုးသွားတတ်တာလဲ public policy မှာအလုံးအရေးကြီးတဲ့အယူဆတစ်ခုရှိပါတယ် unintended consequence ဆိုတာကောင်းတဲ့ရည်ရွယ်ချက်နဲ့လှုပ်လိုက်ပေမဲ့မမျှော်လင့်ထားတဲ့အကျိုးဆက်တွေဖြစ်လာတာကိုဆိုလိုပါတယ်ဥပမာရင်ကြောပိတ်လို့လမ်းချဲလိုက်တယ်အစာပိုင်းမှာအဆင်ပြေတယ်ဒါပေမဲ့နောက်ပိုင်းလမ်းကျဲလာတော့ကားအသုံးပြုသူပိုများလာတယ်နှစ်အနည်းငယ်ကြာတော့ရင်ကြောကပြန်ပိတ်လာတယ်ဒါဟာမျိုးပြစီမံကိန်းမှာမကြာခဏတွေ့ရတဲ့ဖြစ်စဉ်ပါဒီသင်ခန်းစာကကျွန်တော်တို့ကိုဘာသင်ပေးမလဲမူဝါဒတစ်ခုကိုကဲဖြတ်တဲ့အခါလက်ရှိရလဒ်တင်မကြည့်ပဲရေရှည်တက်ရောက်မှုကိုပါကြည့်ဖို့လိုပါတယ် leverage point အားအနည်းဆုံးနဲ့အပြောင်းလဲအများဆုံးဖြစ်စေတဲ့နေရာ system thinking မှာကျွန်တော်အကြိုက်ဆုံးအယူဆတစ်ခုရှိပါတယ် leverage point ဆိုတာ system တစ်ခုထဲမှာအပြောင်းလဲသေးသေးလေးလုပ်ယုံနဲ့ရလက်ကြီးမားမားထွက်လာနိုင်တဲ့နေရာကိုဆိုလိုပါတယ်ဥပမာအရေးအသွေးမြင့်ပညာရေးလွတ်လပ်ပြီးယုံကြည်ရတဲ့သတင်းအချက်အလက်တာဝန်ခံမှုရှိတဲ့အဖွဲ့အစည်းဓာတွေကိုတိုးတက်အောင်လုပ်နိုင်ရင်နယ်ပယ်များစွာမှာတပြိုင်နက်တည်းအကျိုးသက်ရောက်နိုင်ပါတယ်ဒါကြောင့် system thinking ကပြဿနာဘယ်မှာလဲဆိုတာထက်ဘယ်နေရာမှာပြင်ရင်အကျိုးအများဆုံးရမလဲဆိုတာကိုရှာပါတယ်ဒီနေ့ကျွန်တော်တို့လေ့လာခဲ့တဲ့အယူအဆတွေက root cause feedback loops reinforcing loop နဲ့ balancing loops unintended consequence leverage point စတာတွေကိုလေ့လာခဲ့ကြတာဖြစ်ပါတယ်ဆိုတော့ဒီအယူအဆတွေဟာနိုင်ငံရေးအတွက်ပဲမဟုတ်ပါဘူးစီးပွားရေးပညာရေးကျန်းမာရေးမိသားစုအဖွဲ့အစည်းစီမံခန့်ခွဲမှုစသဖြင့်ဘယ်နေရာမှာမဆိုအသုံးဝင်ပါတယ်နောက်အပိုင်း29မှာတော့ဒီ
ဒီနေ့လေ့လာခဲ့တဲ့ system thinking ကို holistic analysis framework အဖြစ်ဘယ်လိုအသုံးချမလဲမြန်မာနိုင်ငံလိုရှုပ်ထွေးတဲ့လူအဖွဲ့အစည်းကိုလေ့လာတဲ့အခါအကြောင်းရင်းတစ်ခုတည်းနဲ့မရှင်းနိုင်ဘူးဆိုတာကိုလက်တွေ့ဥပမာတွေနဲ့ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်အခုတော့ကျွန်တော်ဆွေးနွေးမှုကိုဒီမှာရနာခွင့်ပြုစေချင်ပါတယ်ခင်ဗျာအချိန်ပေးပြီးနားဆင်ပေးကြတဲ့ကျွန်တော်မိတ်ဆွေတူးချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့နောက်အပိုင်းမှာပြန်လည်ဆုံစည်းကြရအောင်ပါခင်ဗျာ